ဒီနေ့တော့အိမ်မှာနေရင်းနဲ့ပစ္စည်းတွေကိုမှာမယ်စားစရာတွေမှာမယ်ဆိုပြီး Instacart ဆိုတဲ့အလေးကိုဒေါင်းလာတယ်သူကကြတော့ဆိုင်ငန်းပေါင်း80ကျော်ရှိတယ်အဲ့ဒီ application ထဲမှာစားစရာတွေကိုစားစရာတွေစံစီစားအကုန်လုံးပေါ့နော်လေးတဲ့ပစ္စည်းတွေမှန်သမျှကိုအကဲလို့မတွားနိုင်လို့ရှိရင်ကိုအိမ်နိုင်ရရောက်သူတို့ကလာပို့ပေးတယ်ဈေးနှုန်းကဘယ်လောက်မှမရှိဘူးအရင်တက်တာတယ်ပေါ့နော်အရင်ဆုံးကိုမှာခြင်းတဲ့ပစ္စည်းကိုsearch bar မှာရှာလိုက်မယ်ဥပမာ sushi ဆို sushi အတီးရွက်ဆိုအတီးရွက်ပေါ့နော်ရှာလိုက်မယ်အမှ grocery store တွေအများကြီးရှိရပေါ့နော်ဒီ site မှာဆိုလို့ရှိရင်မလိုင်းတွေပါစားခြင်းနဲ့ဆိုလို့ရှိရင်မလိုင်းရှာလိုက် rust မလိုင်းဆိုပြီးရှာလိုက်အဲ့ဒီမှာမလိုင်းနဲ့ပတ်သက်တဲ့အစားအစာတွေအိန္ဒိယအစားအစာတွေသူအဲ့ဒီမှာဒီဆိုင်ရဲ့နာမည်ကိုသူပြလိုက်မယ်အဲ့ဒီမှာဝယ်လို့ရတယ်ဆိုပြီးတော့သူပြလိုက်မယ်အဲ့ဒီမှာမလိုင်းရှိမယ်ကော်ဖီမလိုင်းရှိမယ်ပြီးတော့မန်ဂိုတရတီအရသာကော်ဖီမလိုင်းပေါ့နော်ရှိမယ်ပေါ့နော်ပြီးတော့အဲ့ဒီအပေါ်က search bar လေးပေါ့နော်အဲ့ဒီကိုတွားမယ်ခဏနော်အဲ့ဒီအနည်းလေးကိုတွားမယ်အဲ့ဒီ search bar လေးကိုတွားမယ်တွားပြီးတော့ကိုလိုချင်တဲ့နာမည်ကို cauliflower ဆို cauliflower broccoli ဆို broccoli ရေးလိုက်မယ်အဲ့ဒီမှာပြီးတော့နော်ဟင်းနုနယ်ရက်တွေပါလေအကုန်ရတယ်ပေါ့ပြီးတော့အုံစိမ်းရေအကုန်ရတယ်ပေါ့နော်အရှင်မတွေဈေးဝယ်လို့ကြိုက်တဲ့ဈေးအဝယ်လို့ကောင်းနေရပေါ့ကြက်ဥဆိုကြက်ဥစိုက်ကြီးလားစိုက်သေးလားအေးလားပါလားအကုန်ရတယ်ပေါ့ဒီနေ့မှာကြက်ဥမှာမယ်တခြားဆူရှီနဲ့ပတ်သက်တဲ့ပစ္စည်းတွေမှာမယ်ခလေးတွေမုတ်နဲ့ငယ်မှာမယ်ပေါ့နော်အဲ့မှာ broccoli လည်းမှာမယ် broccoli ကိုရေးလိုက်မယ်အမဈေးနှုန်းတွေကတလောက်ပေါ့သူရေးထားတာအဲ့မှာပြီးလို့ရှိရင်တရတီတွေပါလေရတရတီအစိမ့်တော့မရှိဘူးတရတီအစိမ့်တော့မရှိဘူးအမှဲရှိတယ်ပြီးတော့ပပယာတို့ပါလို့လည်းရတယ်ပေါ့နော်ပပယာတော့အစိမ့်မရှိဘူးပပယာအမှဲပေါ့တင်မောတီတို့အမအတီးနံပေါင်းစုံရတယ်ဈေးလည်းတန်တယ်ပေါ့နော်ခလေးတွေနိုဘူးတွေပါလေဆိုလဲတန်တယ်ဒီနိုဘူးလေးဆိုလို့ရှိရင်၄ချက်ခွဲပေါ့ဒီဘက်ကတန်ဘူးပြီးတော့ဘာရေးမလဲ break ပါမုတ်ရေးလိုက်မယ်ပါမုတ်တို့ထောဘတ်တို့အစုံပေါ်ဈေးနှုန်းတွေအစားပေါ့တခုတော့ရှိရပေါ့နော်အကယ်လို့သူကိုဝယ်တဲ့ပါမုတ်ကမလာဘူးဆိုရင်ဥမာထားပါတော့နှစ်ချက်တန်ပါမုတ်ကမလာဘူးဆိုလို့ရှိရင်တခြားပစ္စည်းနဲ့သူကချိန်ပြီးလို့ရတယ်အဲ့ဒီမှာသူချက်ကောက်လို့တဲ့ချိန်မေးမယ်ပတ်စံရှင်းတဲ့ချိန်ကျရင်ဒီပစ္စည်းမရှိဘူးဒီပါမုတ်နဲ့လဲလို့ရလားဆိုပြီးတော့သူကမေးမယ်လဲလို့ရတယ်ဆိုပြီးကိုကအောက်ကနေပြီးတော့ပေါ့နော်မပြမခဏလေးလာလိမ့်မယ်အဲ့ဒီလဲလို့ရတယ်တခါလေချက်လို့ရှိရင်ကိုမတဲ့ပစ္စည်းကမလာလို့ရှိရင်သူတို့ပတ်စံပြန်အမ်းတယ်ပတ်စံပြန်အမ်းလို့ရှိရင်အနည်းဆုံး3ရက်ကနေ4ရက်ကနေ9ရက်ဒီစောက်ရတယ်ဘန်နဲ့ကတော့ပတ်စံဖြတ်လိုက်ပြီးဒါပေမဲ့ရောက်ဖို့စောက်ရတာပေါ့နော်4-5ရက်စောက်ရတယ်အကယ်လို့ကိုမှားတဲ့ပစ္စည်းကမလာဘူးဆိုလို့ရှိရင်နောက်တစ်ခါမှားတဲ့အချိန်ကြလို့ရှိရင်တော့ချက်ချင်းတန်းပြန်ရတယ်ဥမာရေခဲကြောင်းမှားလိုက်လို့ရေခဲကြောင်းမလာဘူးဆိုလို့ရှိရင်အဲ့ဒီသူတို့ရဲ့ Instacart ရဲ့ customer service မှာတွားပြောလိုက်လို့ရှိရင်သူတို့ကချက်ချင်းcredit တွေကိုပတ်စံရေခဲကြောင်းဘို့5ကျပ်ဆို$5ဆို$5ကိုထည့်ပြီးနောက်တစ်ခါဝယ်တဲ့အခါမှာပတ်စံ$5ပေးစရာမလိုတော့ဘူးပေါ့နော်အကြီးနေဆူရှီလောက်စားဖို့ဆိုပြီးဒူနာ9တို့ဆူရှီတို့ပြီးတော့ carrot တို့မှာလိုက်တယ်ပစ္စည်းတော့အလုံးစုံပြီဒါအလုံးဘယ်လောက်လဲ31ကျပ်ကြာတယ်ဆူရှီလောက်စားဖို့နော်အသီးနှံတွေပါတယ်မှာလိုက်တယ်ဒီမှာ$31ကျပ်နဲ့42ပြားကြာတယ်ပြီးတော့အိမ်နံပါတ်တွေပါရေးလိုက်မယ်အဲ့ဒီမှာသူပြောပြတာအခုချက်ချင်းလာပို့လို့ရှိရင်3ကျပ်ကြာမယ်ပေါ့နော်နိုင်ခွက်တွင်လာပို့$3ကြာမယ်ပြီးလို့ရှိရင်မနက်ဖြန်မှာလာလို့ရှိရင်တစ်စီး$2ရှော့ဈေးရမယ်ပေါ့နော်အဲ့ဒီမှာသူ့ရဲ့ service fee ကိုတစ်ချက်ကြည့်မယ်ပစ္စည်းကြတဲ့ငွေက$31ပို့က9ကျပ်99ပြား free service ကြေးက2ကျပ်နဲ့49ပြား tax က2ကျပ်ကျော်မှာအဲ့ဒီမှာမနက်ဖြန်လာပို့မယ်ဆိုတော့ discount ရတယ်အလုံး35ကျပ်ပဲကျတယ်အမှမိမိရဲ့ဘန်တွေချိန်လို့ရတယ်မိမိချက်food stand ရှိတဲ့လူကြတော့ food stand ချိန်လို့ရတယ်အစားအသောက်တွေပါကြတော့ food stand နဲ့ရှင်းလို့ရပြီးတော့အဲ့ဒီ tax တို့ sona service fee တို့ပါလို့ကြတော့ဘန်နဲ့ချိန်ရတာပေါ့နော်ဒါ admin ရဲ့ဘန်တွေ credit card တွေချိန်ထားတာပေါ့ခဏမှားနေအမြဲတမ်းမှားတပတ်မှာ3-4ရက်လောက်မှားတယ်တခါတလေမနက်လည်းမှားတယ်ညလည်းမှားတယ်
တစ်ချိန်လုံးမုတ်မှားစားနေရပါတော့အဲ့ဒီမှာအဆင်ပြေတယ်လေသူကအခုမှားလို့ရှိရင်နိုင်ကွက်တင်ရောက်လာတယ်ဆိုတော့အဆင်ပြေတယ် food stand ရှိရလူတွေဆိုလို့ရှိရင် food stand နဲ့ချိန်ပြီးတော့မှားလို့ရတယ်ဆောနာပြောလို့ပေါ့နော်အဲ့ဒီမှာပန်ချက်လက်တွေရေးပေးမယ်ပြီးလို့ရှိရင်ချက်ကောက်လုပ်လိုက်မယ်ပစ္စည်းကိုKroger နေဝယ်ပြီးပါပြီမုံလာဦးဝယ်တဲ့နေမှာမုံလာဦးကကိုဝယ်ထားတဲ့ဟာမရှိလို့ရှင်ပေါ့နော်မုံလာဦးမရှိဘူးပေါ့နော်ဒီအောက်ကကနေလဲလို့ရတယ်ဆိုတော့အကြောင်းကိုလို့ရှင်ကိုကနှိပ်လိုက်လို့ရှိလို့ရှင်သူလဲပေးလိမ့်မယ်အကဲရင်နည်းနည်းလေးပြား90လို့ပြား30လို့ပို့လို့ရှင်ဗန်ထဲကနေပြီးတော့လာပို့ပြီးလို့ရှင်သူကအော်တိုဖြတ်သွားလိမ့်မယ်ပေါ့နော်နောက်ပါကိုအမ replacement with best match နေပေါ့နော်ဈေးဝယ်တဲ့လူကကိုယ့်ကိုကြိုက်တဲ့ဟာနဲ့လဲပေးပေါ့ဘာပဲဖြစ်ဖြစ်ရတယ်ပေါ့ဒီဘက်ကအောက်ကကြတော့အောက်က refund ပြန်ပေးပေါ့နော်ဒီကိုကြိုက်တဲ့ဟာမလာလို့ရှိရင်ကိုပတ်စံပြန်အမ်းပေါ့ဆိုတော့ဘယ်လို3-4-5ရက်လောက်စောက်ရမယ်ဒီ no ချင်းဒိန်ရင်မလာလို့ရှိရင်လည်းဘယ်ဟာနဲ့လဲပေးရမလဲတခါတည်း16ကျပ်တန်69ပြားနဲ့16ကျပ်$99နဲ့လဲမလား9ကျပ်8ကျပ်တန်$8နဲ့လဲမလားကိုယ့်ကိုလုပ်လို့ရတယ်ပြီးတော့ဒီ seafood တွေလည်းအဲ့လို2ကျပ်$2.58ပစ္စည်းမလာလို့ရှိလို့ရှင်အောက်က$4တန်နဲ့လဲမလားပေါ့ရတယ်ပေါ့နော်ပြီးတော့တူနာငါဒီကိုမှားရတဲ့ဟာမလာလို့ရှင်ဒီအောက်ကဟာနဲ့ချိန်လို့ရတယ် replacement လုပ်လို့ရတယ်ပတ်စံလည်းပြန်တောင်းလို့ရတယ်အဲ cauliflower တို့ broccoli အဲ့လိုအခုသူဈေးမဝယ်ခင်ပေါ့နော်ဈေးဝယ်ပေးတဲ့လူဈေးမဝယ်ခင်ကိုကဒီကနေကြိုတင်ပြီးတော့အဲ့လိုလေးလုပ်ပေးတာလို့ရတယ်အကဲလုံးဝသူပြလာတဲ့အောက်က item တွေမရှိဘူးဆိုလို့ရှင်ကိုကပတ်စံပြန်တောင်းလိုက်ပေါ့လုံးဝမရှိဘူးတော့မဟုတ်ဘူးပေါ့နော်တခုခုတော့ကိုမှားလိုက်လို့ရှင်တခုတော့လာမယ်မလာလို့ရှင်တော့ပတ်စံပြန်ပေးမယ်မဝယ်လိုက်တဲ့ဟာတွေဒါKrogerတဲ့မဟုတ်တခြားအဲ့ Publix တို့ Walmart တို့ဘာလို့ရှိတယ်ပေါ့နော်အမဝယ်လို့ရတယ် Walmart ကပစ္စည်းတွေရောဒီစားစရာတွေမဟုတ်သုံးဆောင်ပစ္စည်းသွားတိုက်ဆေးသွားတိုက်တာအကုန်မှာလို့ရတယ်ဒီမှာပြထားတဲ့ဈေးတွေနော်ဒီဆိုင်ကန်းတွေပေါ့အကုန်ဝယ်လို့ရတယ်ပြီးတော့ကြက်သားအမဲသားဟာလာပစ္စည်းတွေလည်းမှာလို့ရတယ်ပြီးတော့ Uber Eats နဲ့လည်းချိတ်ဆက်ထားတဲ့အတွက်ကြောင့် Uber ကစားစာတွေလည်းမှာလို့ရပါတယ်